အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဇာပဲဖြစ်ပါတယ်ဒီနေ့ကတော့အသစ်ထွက်ရှိလာမယ့် skin အသစ်တွေရဲ့ skin effect တွေကိုအတူတူသွားကြည့်မှာဖြစ်ပါတယ်ဒီဗီဒီယိုတော့ကျွန်တော် Ramon MLBB ကို credit ပေးပါတယ်ဒါဆိုရင်ကျွန်တော်ရဲ့တစ်ချက်လောက်အတူတူသွားကြည့်ကြရအောင်ကဲပထမဆုံးအနေနဲ့ကတော့ကျွန်တော် Xavier ရဲ့ collector skin collector ရဲ့ skin ကိုကြည့်ရမယ်ဆိုရင်တော့တော်တော်လေးမိုက်တယ်လို့ပြောရမယ်သူရဲ့ model တွေကအစားပြဆောင်းမိုက်တဲ့အထင်မှာပါပါတယ်အင်ထုံနဲ့တင် skin ကတော်တော်တန်နေပြီလို့ပြောရမယ်ဒီ skin ကတော့ဝယ်တင်တဲ့အထင်မှာပါပါတယ်သူရဲ့ background တွေရောအကုန်လုံးပေါ့ဗျာတော်တော်လေးမိုက်ပါတယ်ကဲဒါဆိုရင်ကျွန်တော်နဲ့အတူတူ in-game skill effect ပုံစံတွေကိုအတူတူသွားကြည့်ကြရအောင် Кто учил тебя? Даже камни грациознее тебя. Гори! Гори! Полагаю, мне стоит взять еще одного ученика. Гори! Небеса изрекают свой приговор. Обратись в пыль! Тебе не сравняться со мной. Вечное заточение! Огонь небес! Не утомляй меня. ကဲအားလုံးလည်းကြည့်ပြီးပြီလို့ထင်ပါတယ်ဒါဆိုရင်ကျွန်တော်တို့နောက်ထပ်တစ်ကောင်သွားကြည့်ကြရအောင်ကဲဒီကောင်ကတော့ကိုရီနာရဲ့ NCTG skin ပဲဖြစ်ပါတယ်ဒီ skin အားဆိုရင်လည်းအိတ်ပေါက်လိုပဲဖီးရမယ်လို့ပြောတန်ကြပါတယ်ဖီးရမယ်ဆိုရင်တော့တော်တော်တန်တယ်ဆိုတဲ့ skin လေးလည်းဖြစ်ပါတယ်သူကလည်းသူကတော့စောင်းမိုက်ပါတယ်ဒါဆိုရင်ကျွန်တော်တို့အတူတူ into animation effect လေးတွေကိုအတူတူသွားကြည့်ကြရအောင်И как ты поймаешь тень?ကဲဒါဆိုရင်ကျွန်တော်နောက်ထပ် skin အသစ်ပုံစံကိုသွားကြည့်ကြရအောင်ကဲနောက်အသစ်ထွက်ရှိလာမယ့် skin ကတော့ဆန်ရဲ့ collector ရဲ့ skin ပဲဖြစ်ပါတယ်ဒီ skin ရာဆိုလဲလူအကြိုက်များမဲ့ skin လည်းဖြစ်ပါတယ်ဘာလို့လဲဆိုတော့ဒီ skin မှာသုံးထားပြီးတဲ့ intro တွေဘာတွေကိုကြည့်ရမယ်ဆိုရင် sample လေးကြိုက်တော့ဆောင်းမိုက်တဲ့အထင်မှာပါတယ်ဗျာကဲဒါဆိုရင်ကျွန်တော်နဲ့အတူ Sun Collector Skin ရဲ့ in-game skill effect ပုံစံတွေကိုအတူတူသွားကြည့်ကြရအောင် Я сказал, оставь меня! На! Смотри! Получай! 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 Однажды я уже подвел друга. Больше не повторится. Получай!
Небесный удар! Ха-ха! Попал! Небесный удар! Получай! У тебя проблемы! Бежать уже поздно! Я повсюду! У тебя проблемы! Горы возвышаются, реки текут. Так все работает. ကဲဒါဆိုရင် brother တို့လည်း sun collector ရဲ့ skin ရဲ့ skill effect တွေကိုအတူတူကြည့်သွားပြီလို့တော့ထင်ပါတယ်ဒါဆိုနောက်တစ်ထွက်ရှိလာမယ် Mate ရဲ့ elite skin ကိုကျွန်တော်တို့အတူတူကြည့်မှာပဲဖြစ်ပါတယ်ဒီ skin ဟာဆိုရင်လည်း main star elite skin လို့ပဲ diamond 60နဲ့ရမှာပဲဖြစ်ပါတယ် достойного противника. ကဲဒါဆိုရင်ကျွန်တော်တို့ Mate elite skin ရဲ့ intro skill effect တွေကိုအတူတူသွားကြည့်ကြမယ် С несокрушимостью приходит одиночество. Самое ужасное, когда не с кем сразиться. Асура! Разруби их на куски. Я покажу. ကဲ Mate ရဲ့ elite skin skill effect တွေလည်းကြည့်သွားပြီဆိုတော့ကျွန်တော်တို့နောက်ဆုံးတစ်ယောက်ဖြစ်တဲ့ Baguiro ရဲ့ evil skin ပဲဖြစ်ပါတယ်ဒီ skin ဟာဆိုလဲတော်တော်လေးမိုက်တယ်ဗျာ intro animation effect တွေကတော်တော်လေးတောင်းသုံးထားပြီးဗျာနောက်ကြ background ကိုကြည့်ရမယ်ဆိုလို့ရှိရင် lucky box skin တွေရဲ့ background ကိုထည့်ထားပြီးဒီ skin ကတော့လူတော်တော်များများကြိုက်လာမယ့် skin လို့ကျွန်တော်ထင်ပါတယ်ကဲနောက်ဆုံးတစ်ကောင်ဖြစ်တဲ့ကျွန်တော် Baguiro ရဲ့ evil skin ရဲ့ in-game skill effect တွေကိုအတူတူသွားကြည့်ကြမယ်ဗျာ Я зарабатываю уважение своими кулаками. Это путешествие без конца. Неудачи сделали меня сильнее. ဒါကတော့နောက်ဆုံးတစ်ကောင်ဖြစ်တဲ့ Baguiro ရဲ့ evil skin ရဲ့ skill effect တွေပဲဖြစ်ပါတယ် skin တွေကတော့ alpha မဖြစ်သေးပေမဲ့တော်တော်လေးမိုက်နေပြီဗျာ Жизнь. ကျွန်တော်ဒီဗီဒီယိုလေးကတော့ဒီနားမှာပဲရင်နာပါတော့မယ်ခင်ဗျာတာယာတော့နေ့ရက်လေးပိုင်ဆိုင်နေကြပါသည်ခင်ဗျာ